ကလေးတွေဖုန်းကြည့်များနေတာကိုဘလို့ဆုံးမလဲပညာဝေစာကိုပိုင်မူလာရန်ကြောင်းတောင်ငူမှစီစဉ်တင်ဆက်ပါသည်ကလေးငယ်တွေဖုန်းအလွန်အကျွံကြည့်တဲ့ပြဿနာကိုဖြေရှင်းဖို့ဆိုရင်မလုံးနဲ့လို့တားမြစ်တာထက်ကလေးရဲ့ဖွံ့ဖြိုးမှုလိုအပ်ချက်ကိုနားလည်ပြီးနီးလန်းမှန်မှန်လမ်းကြောင်းပေးဖို့လိုအပ်ပါတယ်ဒီပတ်ဝန်းကျင်ကိုပြောင်းလဲပေးခြင်းကလေးကိုကစားခြင်းဖြင့်ဖုံးစားထိုးနိုင်မဲ့အချိန်တွေကိုဖန်တီးပေးရပါမယ်။လက်တွေ့လှုပ်ရှားမှုများပုံဆွဲတာစက္ကူခောက်တာရွှွန့်ဆေးရုပ်လုပ်တာဒါမှမဟုတ်အိမ်မှုကိစ္စလေးတွေမှာကူညီခိုင်းတာမျိုးကကလေးရဲ့အာယုံစူးစိုက်မှုကိုဖုံးစီကနေခွာပေးနိုင်ပါတယ်။အပြင်ထွက်ကစားခြင်းညနေဘက်တွေမှာပန်းချံသွားတာလမ်းလျှောက်တာမျိုးကကလေးရဲ့အမြင်အာယုံနဲ့ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးပါတယ်။နှစ်စည်းကမ်းကိုနားလည်အောင်ရှင်းပြခြင်းကလေးကိုရိုက်နှက်ဆုံးမတာဒါမှမဟုတ်ဖုန်းကိုအတင်းလူယူတာကကလေးကိုပိုပြီးစိတ်ဆိုးမှန်ဆိုးဖြစ်စေပါတယ်အချိန်သတ်မှတ်ပါနိုင်လက်တန်ဒီရောက်ရင်ခေတ္တနာမယ်ဆိုတာမျိုးကြိုတင်သဘောတူညီချက်ယူထားပါအကျိုးဆက်ကိုရှင်းပြပါဖုန်းကြည့်များရင်မျက်စိညောင်းတာတငယ်ချင်းတွေနဲ့ကစားဖို့အချိန်မရှိတော့တာမျိုးကိုကလေးနားလည်တဲ့စကားလုံးနဲ့ညင်သာစွာပြောပြပါ3မိဘနှင့်အတူတူဖြတ်တန်းခြင်းအတူတူကြည့်ပါကလေးတယောက်တည်းလွတ်မထားပဲမိဘကဘေးကနေအတူကြည့်ပေးပါဒီရုပ်ပုံလေးကဘာအယောင်လဲသူဘာလုပ်နေတာလဲဆိုပြီးအပြန်အလှန်မေးခွန်းထုတ်ပါပညာပေးစီစဉ်များကလေးရဲ့အသက်အရွယ်နဲ့ကိုက်ညီတဲ့တခြင်းပုံပြင်နဲ့ကိုယ်လက်လှုပ်ရှားမှုပါတဲ့ဗီဒီယိုမျိုးတွေကိုရွေးချယ်ပေးပါ4မိဘကိုယ်တိုင်စံပြဖြစ်ခြင်းကလေးတွေဟာစကားပြောတာထက်မြင်တွေ့ရတာကိုပိုအတူယူတတ်ပါတယ်မိမိတို့ကိုယ်တိုင်ကလေးရှေ့မှာဖုန်းကိုအလွန်ကြုံမသုံးပဲကလေးနဲ့အတူရှိနေခြင်းကိုပိုပေးပါမိဘကိုယ်တိုင်ကစာဖတ်ပြတာအတူဆော့ကစားပေးတာမျိုးလုပ်ပြရင်ကလေးကလည်းဖုန်းကိုအလိုလိုမေ့သွားပါလိမ့်မယ်အဲ့ဒီနီလန်းတွေနဲ့ကလေးတွေဖုန်းကြည့်ချိန်ကိုရှော့ချပေးကြည့်ကြပါနော်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်